ဂမ်ဘီယာတိတ်ထွင်ကျွန်းတဲ့အကြောင်းလေးပြောပြပေးခြင်းပါတယ်ကျွန်းနဲ့ဆိုတာအလွန်ရှားပြီးဂမ်ဘီယာဆန်တဲ့တိတ်ထွင်အသားတစ်မျိုးဖြစ်ပါတယ်နှစ်ပေါင်းများစွာရေအောက်မြေအောက်နစ်မြုပ်လာကဓာတ်ပြောင်းလဲပြီးအမဲရောင်ဖြစ်ပြောင်းလဲလာတဲ့အတွက်ဓာတ်ကြီးလေးပါးနဲ့ပြည့်စုံနေစေပါတယ်ကျွန်းနဲ့သားကိုဆောင်ထားရုံများဖြင့်ယောဂအတိုက်ခိုင်ကင်းစေတယ်တစေတဲမချောက်မကက်စေတဲ့အပြင်အိမ်မဲဆိုးတွေလည်းမမက်ပါဘူးအလွန်ရှားပြီးတိတ်ထွင်အသားတစ်မျိုးဖြစ်တာကြောင့်လော်ကီသားများအတွက်အလွန်အသုံးဝင်ပါတယ်အိမ်မှာဖျားထုလို့ကိုးကွယ်ပူဇော်ပါကကိုးကွယ်ပူဇော်သောအိမ်မိသားစုရဲ့ဘေးအန္တရာယ်တွေကင်းဝေးစေခြင်းရန်သူမျိုး၅ပါးဘေးကင်းခြင်းစတဲ့အကျိုးများအပြင်ဖုန်ကြီးချမ်းသာလူရာဆုတောင်းပြည့်စေပါတယ်ကျွန်းနဲ့သားပတိကျွန်းနဲ့သားပတိဖြစ်တဏဂုံဂုံတော်တဝေမပါကိုးကာတာစိတ်ပါကကိုယ်စိတ်နှပါကျမ်းမာချမ်းသာပြီးလက်ရွှင်ကကံကောင်းစေပါတယ်အလွန်တိတ်ထိမြောက်သောပတိဖြစ်တာကြောင့်ပတိဆောင်နှံ့မှအိမ်မဲများပြီးကုညီဆောက်ရှောက်ပေးပါတယ်ဒီပတိလေးရတော့ကျွန်တော်တို့ကလေးငယ်တွေစိတ်ဖို့အတွက်ကျွန်တော်ကိုလုံးပတိပါခင်ဗျဒါလေးရတော့ကျွန်တော်တို့ကိုလုံးပတိလူကြီးတွေအတွက်ပူဇော်စိတ်ဖို့ပါဒါကတော့ကျွန်တော်တို့28လုံးပတိပါခင်ဗျဒါကတော့ကျွန်တော်အမျိုးသမီးကင်ပေါ့နော်16လက်မစိတ်ပတိလေးပါဒါကြတော့ပတိကြီးကြီးမှကြိုက်တဲ့အမျိုးသမီးတွေအတွက်ပေါ့နော်ဒီ18လက်မပူဇော်လို့ရတဲ့ပတိလေးပါခင်ဗျဒါလေးကတော့ကျွန်တော်တို့အမျိုးသားကင်ပေါ့နော်လက်မ20ပါဒါကတော့အမျိုးသားကင်ပါခင်ဗျကျွန်တော်တို့22လက်မပတိပါခင်ဗျဒါတော့ဘာသာရေးကိုကျွန်တော်တို့အတီးတန့်လုပ်နေတဲ့ဒီပုံကိုယ်တွေအတွက်စိတ်တဲ့25လက်မအဲဆိုရင်ကျွန်တော်တို့က28လက်မပတိပါဒါကတော့ကျွန်တော်လက်မ30ပတိပါခင်ဗျမှာယူခြင်းနဲ့ဆိုရင်တော့မြတ်မိတ်တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့399446 369564 3994 4899 4496မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်